ဒါယနေ့ရဲ့နေပြည်တော်ရဲ့အဖြစ်ပြပါနော်နေပြည်တော်မှာယနေ့အဖြစ်ပြသွားတာပါရဲတောင်းကျမ်းလို့လူလူကမခံမရဖြစ်တာပါရေနဲ့ပတ်တယ်ပြစ်တဲ့သူကိုဘသူပြစ်တယ်ဆိုတာသိတယ်ဒါနေပြည်တော်ရဲ့အဖြစ်ပြပါယနေ့နေပြည်တော်မှာဖြစ်သွားတဲ့အဖြစ်ပြပါလူတွေတွေးကြောင်ပြီးတော့ဘေးရှောင်သွားကြရမလို့ပါဘူးနော်ကျွန်းခံမလားတော်လာမလားဒီနောက်ဆုံးချိန်မှာစစ်မိတ်စာကောင်မင်းအောင်လိုက်မင်းညာတိုင်းအဲ့လိုမရရင်မင်းယူးကြောင်ဖြစ်သွားမယ်နော်မနေ့ကမင်းစကားထွက်ပြောတာပဲကန်ကောက်လိုက်ဒါ88တုန်းကမင်း30ပြုတ်ခဲ့ဘူးတယ်မင်းအဲ့ဒါနမူနာမသိဘူးမင်း65နှစ်ဆိုအချိန်ကအရွယ်ကောင်းကြီးကောင်းနော်မင်းတို့တောင်းရမ်းခဲ့သမျှနော်ဘယ်သူပြစ်တယ်လဲဆိုတာမမြတ်တက်ခိုင်ကိုဘယ်သူပြစ်ထွက်ရဲဆိုတာလည်းတွေ့တယ်နော်ကင်မရာကြီးနဲ့မြန်မာနောင်းကတော့တင်ထားတဲ့ကင်မရာတွေကိုလိုက်နေတယ်နော်အဲ့တော့ပြည်သူကကြမ်းဖက်တာမဟုတ်မင်းတို့ကရေပိုက်နဲ့ထုတ်ပြီးပြည်သူကိုရန်စတာလှုပ်တဲ့ရဲတွေရောအကုန်လုံးမင်းတို့ခံရမယ်ဒါပြည်သူရဲတဲ့နော်နာမည်ပေးရတော့စိုးတယ်မင်းတို့စစ်တပ်ကလာတဲ့ကောင်တွေစစ်တပ်ကလာပြီးမိတ်ဆာကောင်တွေအဲ့ဒါနေပြည်တော်မှာဖြစ်သွားတဲ့အဖြစ်ဖြစ်ပါမြန်မာနိုင်ငံကတင်ထားတာပါအဲ့ဒါဒီအခွေတွေလိုက်ကြည့်ရမှာဒီအခွေကအမတန်မှအစိုးဆုံးပါလူတို့ကအကြမ်းဖက်တာမဟုတ်ပါဘူးသူတို့ကရေပိုက်နဲ့ထိုးပြီးတော့တနက်နဲ့ပြစ်တာပါအဲ့ဒါနေပြည်တော်မှာဖြစ်သွားတဲ့အဖြစ်ကိုပြန်လဲပြတာပါဒါအရှင်းပြေဆုံးပါမြန်မာနိုင်ငံကကိုစိုးဝင်းတင်ထားတာကိုစိုးဝင်းတို့မြန်မာနိုင်ငံကတင်ထားတာပါကြောက်စရာမလိုဘူးတွေးပြက်သွားလို့ဘေးထွက်သွားတယ်မလို့ဒါဖြစ်ပြပါဒါတွေမှတ်တမ်းအကုန်ယူထားပါတယ်အဲဒီမှာပြစ်တဲ့ရဲဘယ်သူကစတယ်လဲဆိုတော့အဲ့မှာအဖြေပေါ်သွားလိမ့်မယ်နောက်ပိုင်းဒီကကြီးကသတင်းကိုအမောင်ချလာလို့မရပါဘူးเนาะ digital ခက်ပါเนาะဒါနေပြီးတော့မှဖြစ်သွားတဲ့အဖြစ်ပဲပါရဲကရေပိုက်နဲ့ထိုးတယ်တနတ်တင်မိုးပေါ်ထောင်ပြစ်တယ်ဒါအရှင်းလင်းဆုံးအခွေပါအရှင်းလင်းဆုံးဟာပါဒါပါပဲမြန်မာနိုင်ငံတင်ပြသွားမြန်မာနိုင်ငံမှာပြန်ကြည့်လို့ရပါတယ်ဒါအရှင်းဆုံးပါကျွန်တော်ပြန်ပြီးတော့ဒါကို share လိုက်ပါ